公主的心里的不平凡嘞。ပြောင်းနိုင်ပြီဆန္ဒရရှင်သာဘုရားဦးရဲ့ဘုရားမျိုးနဲ့အမှုရှာတဲ့ကလေးဒီတော့နောက်ပြီးဒီလျာနေပေါ်လေဘုရားဝေလာဝေဒနာစိတ်တဲ့လိုက်လို့ဘုရားရှင်သာအမြဲကလေးညီရဲ့ဘုရားလိုပဲမပြောင်းနိုင်ဘူးဆရာကြောင့်ဆရာဦးရင်မူလို့တုံးတင်ဆုံးမပြတ်တာမှုတွေအနေနဲ့ထုံငါတော့အရဝတရားတွေထားနိုင်လာပြီမပြောင်းနိုင်ဘူးဆရာကြောင့်ဆရာဦးရဲ့မူလို့တုံးတဲ့ဆုံးမပြတ်တာမှုတွေအနေနဲ့ထုံငါဘောဘာလို့တရားတွေထားနိုင်လာပြီဘာလာမွေးသွင်းပြီးလို့စင်မမော်လေးရောက်ခဲ့ပါပြီလေလေးလာပြင်းပြရလူလေးဘူးရဲ့ဘူးဆရာသမားညီအမြဲတမ်းဦးရပါရဲ့